အောင်လာရဲ့မိခင်ဖြစ်သူကအင်ကိုလာရောက်ဖြတ်စည်းခဲ့ကြောင်းကိုရိုင်းဖွင့်ဟလာတဲ့ဝိုင်းစုခိုင်သည်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်နာမည်ကျော်အဆိုရှင်တဦးဖြစ်တယ်လို့တရုတ်ဆောင်လုပ်ငန်းတွေမှာပါထူးချွန်တဲ့ဝိုင်းစုခိုင်သိန်းကတော့သူမရဲ့စိတ်မချမ်းမြေဝယ်ရကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကိုပရိသတ်တွေကိုအကြောင်းကြားလာပြီးဖြစ်ပါတယ်အားလုံးလည်းသိတဲ့အတိုင်းပါပဲဝိုင်းစုဆိုတာနဲ့ပရိသတ်တွေပြင်းပြင်းမိမှာကအဆိုတော်အောင်လာကိုပါပဲအောင်လာနဲ့ဝိုင်းစုတို့ကအကျဉ်းလင်းများအရာမြောက်ခဲ့ပြီးနောက်ပိုင်းမှာအောင်လာရဲ့အရှုပ်အရှင်းကိစ္စတွေကြောင့်ဝေးကွာခဲ့ပြီးခရံများစွာလည်းထားခဲ့ရပါသေးတယ်။သူတို့နှစ်ဦးဝေးကွာပြီးတဲ့နောက်အတန်တွေတိတ်နေခဲ့ပြီးအောင်လာကလည်းကိုဘွားနဲ့ကိုဝိုင်းစုကလည်းကိုဘွားနဲ့ကိုဖြစ်နေပြီလို့ပဲပရိသတ်တွေကထင်ခဲ့ကြတာပါ။ဒါပေမဲ့လည်းဝိုင်းစုကတော့ပတ်သက်ခဲ့ဘူးသူအောင်လာနဲ့တကွာအောင်လာအတိုင်းဝိုင်းရဲ့ရုံးမာမှုတွေကိုကြုံတွေ့နေရဆဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဝိုင်းစုကချစ်သူကောင်းလေးအတင်းနဲ့အခြေချနေပါတယ်။မကြသေးခင်ကလည်းဝိုင်းစုကအချစ်ကိုကြောက်သွားပြီဖြစ်ကြောင်းဆိုရှယ်မီဒီယာမှာအခုလိုဝေမျှခဲ့ပါသေးတယ်။မြတ်တာပေးရင်မြတ်တာပြန်ရတဲ့ဆိုတာကိုမယုံကြည်တော့အောင်သင်ပေးသွားခဲ့တဲ့သူတွေကြောင့်အချစ်ဆိုတာကြီးကိုကြောက်တတ်သွားခဲ့ပြီးဆိုပြီးတော့တင်ထားတာဖြစ်ပါတယ်။ကြားရတဲ့သတင်းတွေအရဝိုင်းစုနဲ့နောက်ရီးစားကလည်းဝိုင်းစုစီကနေအကုန်လိမ်ညာယူသွားခဲ့တဲ့ဆိုတာပါပဲ။ဒီအကြောင်းတွေကိုဝိုင်းစုရီးစားရဲ့ ES ကထောက်ပြပြောဆိုမှသာပရိသတ်တွေကသိခဲ့ရတာဖြစ်ပါတယ်။အခုလည်းပဲဝိုင်းစုခိုင်သိန်းဟာသူမတို့ရဲ့အိမ်လေးကိုလာဖြတ်စီးသွားတဲ့သူတွေကြောင့်စိတ်ထိခိုင်နေရပြန်ပါပြီ။ဘယ်သူဘယ်ဝါကလာရောက်ဖြတ်စီးခဲ့လဲဆိုတာကိုတော့ဝိုင်းစုကအခုလိုပြောထားပါတယ်။ CCTV record ကိုပြန်စစ်ကြည့်ပြီးသွားပါပြီ။ခြေထောက်ဆာဆာနဲ့မိန်းမနဲ့ဘိုက်ပူပူနဲ့ယောက်ျားတစ်ယောက်အရင်အိမ်အခြေအနေလာကြည့်တယ်။လူအရေးအခြေကင်းမှစလွန်ကအမဲနဲ့ခုနဘိုက်ပူယောက်ျားနဲ့နောက်ထပ်ယောက်ျားတစ်ယောက်နဲ့လာဖြတ်စီးသွားတာပါ။ပြောရရင်တော့အားလုံးထင်နေကြတဲ့သူ့ရဲ့အမေပါမဆိုင်တဲ့သူကိုတော့မမေ့ကြပါနဲ့တော့နော်သူလှုပ်ထားတာလည်းမဟုတ်ပါဘူးနော်လို့ရေးသားပြောဆိုထားတာပါဒီလိုဖြတ်စည်းရဲဆိုလိုက်တာနဲ့ပရိသတ်အားလုံးကအောင်လာနဲ့ပတ်သက်သူတွေဆိုတာတန်းတီးကြပါတယ်ဒါပေမဲ့အောင်လာတော့မဟုတ်ပါဘူးဒါကြောင့်လဲဝိုင်းစုကအောင်လာကိုဘာမှတော့မမေ့ကြဖို့မြတ်တာရက်ခံထားတာပဲဖြစ်ပါတယ်အောင်လာရဲ့မိခင်ဖြစ်သူကိုရိုင်းကဒီလိုမျိုးလာရောက်ဖြတ်စည်းခဲ့တာဖြစ်ပြီးတော့သူ့ရဲ့သားကိုနာမည်ဖြတ်တာကြောင့်အညိုးနဲ့လာလောက်တာပဲဖြစ်နိုင်တယ်လို့ပရိသတ်တွေကခံမှန်းနေကြပါတယ်။ဒီသတင်းကိုကြားချင်းမှာတော့ပရိသတ်တွေကလုံးဝမယုံကြည်နိုင်ခဲ့ကြပါဘူး။လူကြီးလူကောင်းဖြစ်ပြီးဒီလောက်ရက်တွေကိုလုံးဝမဟုတ်ပဲဝိုင်းစုခိုင်သိန်းအနေနဲ့အမှန်တရားကိုပြောနေရရောဖြစ်နိုင်မှာမလားဆိုပြီးတန်တရားဝင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဝိုင်းစုကိုရိုင်းကတော့ပျက်စီးသွားတဲ့အိမ်ရှိကချန်စီကိုအပျက်စီးတွေနဲ့အတူသတင်းတွေ CCTV မှတ်တမ်းတွေကိုအဓိကဖော်ပြလာချိန်မှာတော့အားလုံးပါဆက်အဟောင်းသားဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ပျက်စီးသွားတဲ့အိမ်ရှိကချန်စီယိုပုံနေတဲ့အတူဝိုင်းစုကအခုလိုပြောဆိုထားပါတယ်။ည12နာရီကြီးအိမ်ကိုစလွန်ကအမဲနဲ့ဆွတ်ကျင်းတဲ့ကောင်းလေးနှစ်ယောက်လာပြီးဖြတ်စီးသွားတယ်။ဘသူလောက်တာလဲဒီလိုအကျင့်ကဘသူမှရှိတာလဲဆိုတာသိတယ်နော်။အဲ့လောက်ထိလှုပ်ဖို့လိုအပ်လို့လား။တော်ရုံပဲကောင်းပါတယ်နော်။စာနာစိတ်နဲ့အသည့်တရားအမြန်ပြန်ဝင်နိုင်ပါစီလို့ပဲဆုတောင်းပေးလိုက်ပါတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားထားတာဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်တွေကြောင့်ဝိုင်းစုခိုင်သိန်းရဲ့ပရိသတ်တွေကလည်းသူမကိုစိတ်ပူနေကြပါတယ်။ရုံမာတဲ့သူတွေကတော့အဆုံးထိဆက်လက်ရုံမာတက်တဲ့အကျင့်တွေရှိတာကြောင့်အခုကအိမ်ကိုပဲပျက်စီးပြီးနောက်ပိုင်းမှာဝိုင်းစုရဲ့အသက်အန္တရာယ်ကိုပါချိန်ချောက်လာနိုင်တာကြောင့်သတိဝရိယနဲ့နေဖို့ဝိုင်းစုကိုပြောဆိုနေကြတာဖြစ်ပါတယ်။ဝိုင်းစုကိုရိုင်းကလည်းအချင်းနဲ့ပတ်သက်ရင်အတော်လေးကိုအမှောင်ဖုံးခဲ့ပြီးအခုလေခင်မွန်ဟောင်းဖြစ်သူရဲ့မိခင်ကိုရိုင်းကရုံမာမှုတွေကိုကြုံတွေ့ခံစားနေရတာဖြစ်တာကြောင့်အနေထိုင်တွေကိုအများကြီးဆင်ခြင်ရတော့မှဖြစ်ကြောင်းသိရှိနေလောက်ပါပြီ။အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာရောဝိုင်းစုပရိသတ်တွေပါဝင်ကြလား။ပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်အပေါ်ကိုဘယ်လိုသဘောရတယ်လဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်။